အရေးပေါ်ပစ္စည်းအိတ်ပြုလုပ်ထားပါပရိဘောဂများကိုဘေးကင်းသေချာအောင်လုပ်ပါဘေးလွတ်ရာသို့ထွက်ခွာမည့်လမ်းကြောင်းများကိုသိအောင်လုပ်ထားပါငလျင်လှုပ်ပြီးအရေးပေါ်ဆောင်ရွက်ရန်နံပါတ်1ဒဏ်ရာများရှိမရှိစစ်ဆေးပါပထမဆုံးမိမိကိုယ်ကိုစစ်ဆေးပါပြီးရင်သူများကိုကူညီပါနံပါတ်2အန္တရာယ်ရှိတဲ့နေရာတွေကိုရှောင်ပါပျက်စီးနေတဲ့အဆောက်အနီးတရားဓာတ်အားလိုင်းတွေနဲ့ဝေးရာနေပါနံပါတ်3နောက်ဆက်တွဲငလျင်များရှိနိုင်တာကိုမျှော်မှန်းထားပါအဆောက်အအုံများပြိုကျခြင်းမှရှောင်ရှားနိုင်ရန်ဘေးကင်းလုံခြုံသောကွင်းပြင်ကဲ့သို့နေရာများသို့ရွှေ့ပါနံပါတ်4အိမ်သုံးဆောင်ပစ္စည်းများကိုပိတ်ပါပျက်စီးနိုင်မယ်ထင်ရသောဓာတ်ငွေ့ရည်လျှပ်စစ်မီးစသည်တို့ကိုပိတ်ပါနံပါတ်5အချိန်နဲ့တပြေးညီသိရဖို့နားဆွင့်ပါအရေးပေါ်သတင်းများသိရဖို့ရေဒီယိုဖုန်းတို့ကိုသုံးပါနံပါတ်6လိုအပ်လျင်နေရပ်စွန့်ခွာပါတင့်အိမ်သည်မလုံခြုံပါကသတ်မှတ်ထားသောအမိုးအကာသို့သွားပါကာလရိုရှင်သန်ခြင်းပထမရက်အနည်းငယ်မှသတင်းပတ်များနံပါတ်1ရေကိုတန့်ရှင်းအောင်လုပ်ပါရေတန့်ကြိုချက်ရေကိုတောက်ပါသို့မဟုတ်ရေတန့်ဆေးပြားကိုသုံးပါနံပါတ်2အစားအစာရှာထားပါစီတုပ်ဘူးများအချောက်အစာများနှင့်အားဖြည့်အစာတောက်များကဲ့သို့မပျက်စီးနိုင်သောအစားအစာများကိုစားသုံးပါနံပါတ်3နှွေးထွေးခြောက်သွေ့သောနေရာတွင်နေပါတင့်အိမ်သည်မလုံခြုံပါကစောင်များရွက်ဖျင်တဲများသို့မဟုတ်အရေးပေါ်အမိုးကာများကိုအသုံးပြုပါနံပါတ်4ဆေးဘက်ဆိုင်ရာအကူအညီကိုရှာပါအသေးစားဒဏ်ရာကိုတင်ကိုယ်တိုင်ကုသပါပြင်းထန်ဒဏ်ရာများအတွက်အကူအညီပေးရေးဌာနသို့သွားပါနံပါတ်5အသိများနှင့်ချိတ်ဆက်နေပါတင်ဘေးကင်းကြောင်းချစ်ရသူများအားအသိပေးပါစာသားမက်ဆေ့များသို့မဟုတ်အရေးပေါ်အပ်များကိုအသုံးပြုပါရေရှည်ပြန်လည်ထူထောင်ရေးငလျင်လှုပ်ပြီးနောက်သတင်းပတ်မှလများအတွင်းနံပါတ်1တင့်အိမ်ကိုအကဲဖြတ်ပါအိမ်ထဲသို့ပြန်မဝင်ခင်စစ်ဆေးပါ
နံပါတ်2အကူအညီအတွက်လျှောက်ထားပါနံပါတ်3လုံခြုံစွာပြန်လည်တည်ဆောက်ပါနလင်တန်းခံနိုင်သောဆောက်လုပ်ရေးနည်းလမ်းများကိုအသုံးပြုပါနံပါတ်4အနာဂတ်အတွက်ပြင်ဆင်ပါအရေးပေါ်ပစ္စည်းအိတ်ပြုလုပ်ထားပါပရိဘောဂများကိုဘေးကင်းသေချာအောင်လုပ်ပါဘေးလွတ်ရာသို့ထွက်ခွာမည့်လမ်းကြောင်းများကိုသိအောင်လုပ်ထားပါ Thank for watching. Don't forget to subscribe Colorful World.